အားလုံးပဲမင်္ဂလာပါ Gem Secret ပိုင်ဝီလီယံနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ GIA ကနေမှာ Graduate Gemologist ဘွဲ့ရထားတဲ့ကျောင်းမြတ်ပညာရှင်တယောက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့ Natural Diamond သဘာဝစိန် Lab Grown Diamond လူလို့စိန်ဒီသဘာဝစိန်နဲ့လူလို့စိန်တို့ရဲ့ဖြစ်ပေါ်လာပုံမတူညီမှုတွေဂုဏ်သက်တည်ကွာခြားမှုတွေအမြင်အားဖြင့်ကွာခြားမှုတွေနဲ့ဈေးနှုန်းတွေရောဘယ်လောက်တောင်ကွာမလဲဆိုတာတွေကိုပြောပြပေးမှာဖြစ်ပါတယ်ဒီမေးခွန်းတွေရဲ့အဖြေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါခင်ဗျာဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ Facebook YouTube နဲ့ TikTok လေးတွေကို Like Follow and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ Natural Diamond သဘာဝစိန်စိန်ဆိုတာကာဗွန်ရဲ့အသန့်စင်ဆုံးပုံစံတစ်ခုဖြစ်ပါတယ်စိန်တစ်ဝက်မှာကာဗွန် 99.95% ပါဝင်ပြီးတော့ကျန်တဲ့ 0.05% ကတော့တခြား element ပဲဖြစ်ပါတယ်ကာဗွန်ဆိုတဲ့ chemical element ကကျွန်တော်တို့နဲ့ယဉ်နေပြီးသားပါကျွန်တော်တို့အိမ်မှာနေ့စဉ်အသုံးပြုနေတဲ့မီးသွေးဟာကာဗွန်ပဲဖြစ်ပါတယ်နောက်ပြီးတော့ငယ်စဉ်ခါကျွန်တော်တို့နေ့တိုင်းအသုံးပြုခဲ့ကြတဲ့ခဲတံရဲ့ခဲဆန်ဟာဆိုရင်လည်းကာဗွန်ပဲဖြစ်ပါတယ်ဒါဆိုဘာကြောင့်တစ်ခုကတန်ဖိုးကြီးရဲ့စိန်ဖြစ်နေပြီးတော့တစ်ခုကမီးသွေးဖြစ်နေရတာလဲဒီမေးခွန်းရဲ့အဖြေကိုပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ဖြစ်ပေါ်လာတဲ့ပတ်ဝန်းကျင်အခြေအနေအပူချိန်နဲ့ဖိအားတွေမတူညီတာကြောင့်ပဲဖြစ်ပါတယ်တဘာဝစိန်တွေဟာအရန်ကိုမှရှားပါပါတယ်စိန်တွေဟာကမ္ဘာမြေအနက်140ကီလိုမီတာကနေပြီးတော့220ကီလိုမီတာကြားမှာဖြစ်ပေါ်တာပဲဖြစ်ပါတယ်မိုင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ကမ္ဘာမြေအနက်မိုင်ပေါင်း100ကျော်လောက်မှာစိန်တွေကိုစတွေ့ရှိတာပဲဖြစ်ပါတယ်ဒီစိန်တွေကိုမီးတောင်တွေပောက်ကွဲရာကနေကမ္ဘာမြေပေါ်ဒါမှမဟုတ်ကမ္ဘာမြေနဲ့အနီးဆုံးနေရာတွေကိုချော်ရည်တွေကနေတဆင့်ပို့ဆောင်ပေးတာပဲဖြစ်ပါတယ်စိန်တွေဖြစ်ပေါ်ဖို့နှစ်သန်းပေါင်းများစွာကြာမြင့်ပါတယ်သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရသက်တမ်းအနုဆုံးစိန်တွေဟာဆိုရင်နှစ်သန်းပေါင်း60ကနေ90အထိကြာမြင့်ပြီးတော့သက်တမ်းအရင်ဆုံးစိန်တွေဟာနှစ်တန်းပေါင်း1000ကနေ3000ကျော်အထိကြာမြင့်နိုင်ပါတယ်ဒီအချက်တွေကိုအခြေပြုပြီးပြောရမယ်ဆိုလို့ရှိရင်စိန်တွေဟာဒိုင်နိုဆောတွေမျိုးမတုံးခင်ကတည်းကစဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်စိန်တွေဖြစ်ပေါ်ဖို့အတွက်အပူချိန်900ကနေ1400ဒီဂရီဆက်စီယပ်ထိတောင်လိုပါတယ်လူသားတွေဟာအပူချိန်50ဒီဂရီအထက်မှာဆိုရင်တော့အသက်ရှင်ဖို့အတွက်မလွယ်ကူတော့ပါဘူးဒါဆိုရင်မိတ်ဆွေတို့စိန်ဖြစ်ပေါ်ဖို့အပူချိန်ဟာဘလောက်တောင်ပူတယ်လဲဆိုတာကိုခန့်မှန်းမိလောက်မှာပါဒါတင်မကသေးပါဘူးစိန်ဖြစ်ပေါ်ဖို့အတွက်ဖိအား40ကနေ80ကီလိုဘာအထိလိုအပ်ပါတယ်မိတ်ဆွေတို့ကိုနားလည်အောင်ရှင်းပြရမယ်ဆိုလို့ရှိရင်80ကီလိုဘာရဲ့ဖိအားဟာမိတ်ဆွေတို့ရဲ့ခြေမလေးတစ်ချောင်းပေါ်မှာစင်အကောင်ရေ80လောက်တပြိုင်နဲ့တက်ဖိထားနေညီမျှပါတယ်နောက်ပြီးစိန်တွေကိုတူးဖော်ဖို့ဆိုရင်အခုမြင်တွေ့နေရတဲ့ open pit mine လို့ခေါ်တဲ့ဧရာမမိုင်းတွင်းကြီးတွေကိုတူးဖော်ရပါတယ်မိုင်းတွင်းတွေဟာဘလောက်တောင်နက်တယ်လဲဆိုလို့ရှိရင်ကြောက်တွေတင်မဲ့ကားတွေတောင်အောက်ခြေထိရောက်ဖို့တနာရီလောက်မောင်းနေရပါတယ်တွင်းအောက်ခြေကအပူချိန်ဟာဆိုရင်လည်းအနှုတ်55ဒီဂရီဆက်စီယပ်ထိတောင်အေးပါတယ်တူးဖော်တဲ့နေရာမှာလည်းစက်ရုံတွေမိုင်းတွင်းလုပ်သားတွေနဲ့စက်ရန်များများစွာကိုအသုံးချရပါသေးတယ်ဖောက်ခွဲမှုများစွာကိုလည်းပြုလုပ်ရပါတယ်ဒီလုပ်ငန်းစဉ်တွေဟာအရန်ကုန်မှအန္တရာယ်များပါတယ်နောက်ပြီးရလာတဲ့ all လို့ခေါ်တဲ့ကြောက်ကြမ်းတွေကိုစက်ရုံတွေမှာပညာရှင်တွေကနေအစင်စင်ခွဲချမ်းစိတ်ဖြာပြီးကြောက်တွေကိုစတွေးရပါတယ်တွေးပြီးနောက်ပိုင်းမှာစင်ပညာရှင်တွေဟာ 4C ကိုအခြေခံပြီးကြောက်ရဲ့အရည်သွေးတွေကိုစပြီးသတ်မှတ်ပါတယ်အခုလိုခက်ခဲများပြားလာတဲ့ process ပေါင်းများစွာကိုကြော်ဖြတ်ပြီးမှကျွန်တော်တို့မြင်တွေ့နေရတယ်တောက်ပပြီးပြီးပြည့်စုံတဲ့စိတ်နှွေးတွေကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်အခုလိုစီးပွားရေးအရာတွက်ချေကြိုက်တဲ့စိန်တွင်းသတင်းတွေ့ဖို့ဆိုတာဟာလေတစ်ခါတလေမှာရာစုနှစ်တစ်ခုနှစ်ပေါင်း100ကျော်ထိရှာဖွေရတော့တွင်းတွေ့ဖို့မလွယ်ကူပါဘူးဒါကြောင့်မလို့တဘာဝစိန်တွေဟာဘလောက်တောင်ရှားပါပြီးဘာလို့အဲ့လောက်တန်ဖိုးကြီးနေရလဲဆိုတာကိုမိတ်ဆွေတို့အခုလောက်ဆိုသဘောပေါက်လောက်ပြီးထင်ပါတယ် Lab Grown Diamond လူလုံးစိန်လူလုံးစိန်ဆိုတာလူတွေကနေဓာတ်ခွဲခန်းထဲမှာစိန်အစစ်နဲ့တူအောင်မွေးဖွားထားတဲ့စိန်တွေကိုဆိုလိုတာပဲဖြစ်ပါတယ် Lab Grown Diamond တွေကိုပြုလုပ်တဲ့နေရာမှာနီလန်2ခုရှိပါတယ်တစ်ခုက HPHT High Pressure High Temperature လို့ခေါ်ပြီးတော့နောက်တစ်ခုကတော့ CVD Chemical Vapor Deposition လို့ခေါ်ပါတယ်နာမည်တွေကွဲပြားသွားတဲ့အလျောက်လုပ်ငန်း project တွေဟာလည်းမတူပါဘူး HPHT method မှာဆိုရင်တဘာဝစိန်ဖြစ်ပေါ်ပုံကိုသိပ္ပံပညာရှင်တွေကအသေးစိတ်လေ့လာပြီးတော့တဘာဝစိန်ဖြစ်ပေါ်တဲ့
အပူချိန်နဲ့ PR တွေကိုတပုံစံနဲ့ပေးပြီးလူလို့စိန်တွေကိုအခုလိုစက်ကြီးတွေနဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီစိန်တွေဖြစ်ပေါ်ဖို့အတွက်အချိန်အကြာကြီးမလိုအပ်ပါဘူး။လိုချင်တဲ့ site ပေါ်မူတည်ပြီးတော့4ရက်5ရက်ကနေရက်တစ်ပတ်အနည်းငယ်လောက်ပဲကြာမြင့်တာဖြစ်ပါတယ်။ CVD method ကကြတော့တဘာဝစိန်ဖြစ်ပေါ်ပုံနဲ့ကွာခြားပါတယ်။သူက very low pressure and moderate temperature PR ကိုနည်းနည်းလေးသာပေးပြီးအပူချိန်ကလည်း900ကနေ1000ဒီဂရီဆယ်စီယပ်လောက်မှာစိန်တွေကဖြစ်ပေါ်တာပဲဖြစ်ပါတယ်။ HPHT method နဲ့မတူတာဒီမှာကြတော့သုံးတဲ့ဆက်တွေကအများကြီးပိုသေးသွားပါပြီ။ဒီနည်းလမ်းမှာကြတော့မီသိန်းလို့ခေါ်တဲ့ gas ကနေပြီးတော့ reactor လို့ခေါ်တဲ့ဒီလိုဆက်တွေထဲမှာအငွေ့ရနေအစိုင်အခဲကိုပြောင်းလဲတာပဲဖြစ်ပါတယ်။ဒီနည်းလမ်းမှာလည်းစိန်ဖြစ်ပေါ်ဖို့အတွက်ရက်ပိုင်းကနေရက်တစ်ပတ်အနည်းငယ်လောက်သာကြာမြင့်မှာပဲဖြစ်ပါတယ်။လူလုံးစိန်မှာ HPHT စိန်တွေဟာ CVD စိန်တွေထက်ဈေးပိုကြီးပါတယ်။ကျွန်တော်နိုင်ငံမှာမြင်တွေ့နေရတဲ့လူလုံးစိန်အများစုဟာ CVD စိန်တွေပဲဖြစ်ပါတယ်။အခုဆိုရင်မိတ်ဆွေတို့ natural diamond နဲ့ lab grown diamond ဖြစ်ပေါ်ပုံရဲ့ကွဲပြားခြားနားချက်တွေကိုသိနေလောက်ပြီလို့ထင်ပါတယ်။ဒါဆိုရင်ဈေးကွက်ထဲမှာမြင်နေရတဲ့တဘာဝစိန်နဲ့လူလုံးစိန်တွေရဲ့ကွဲပြားချက်တွေကိုကြည့်လိုက်ကြရအောင်။ဒီမှာနှိုင်းယှဉ်စရာ၃ချက်ရှိပါတယ်။အဲ့ဒါတွေကတော့ physical, chemical and optical properties တွေပဲဖြစ်ပါတယ်။ Number 1 physical properties ဒီမှာတဘာဝစိန်နဲ့လူလုံးစိန်တွေရဲ့မာကျောမှုတွေအတူတူပါပဲ။အခုစလုံးက Mohs scale မှာ10ဖြစ်ပြီးတော့ဒီ scale အရတော့အမာဆုံးတွေဖြစ်ပါတယ်။ဒီ Mohs scale အကြောင်းကိုလည်းနောက်ဗီဒီယိုမှာတစ်ခုတက်တက်ထပ်လုပ်ပေးပါမယ်။ Number 2 chemical properties ဒီမှာလည်းအရှိမပြောခဲ့တဲ့အတိုင်းတဘာဝစိန်နဲ့လူလုံးစိန်နှစ်မျိုးလုံးဟာကာဗွန်နဲ့လောက်တာချင်းလည်းတူပါတယ်။အဲ့တော့ဒီအချက်မှလည်းအတူတူပဲဖြစ်ပါတယ်။နောက်ဆုံးအချက် optical properties ဒီအချက်ကိုမပြောခင်ကျွန်တော်တဘာဝစိန်နဲ့လူလုံးစိန်ကိုနှိုင်းယှဉ်ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုပြပေးပါမယ်။မိတ်ဆွေတို့အနေနဲ့အခုမြင်တွေ့နေရတဲ့ဗီဒီယိုတွေကဘယ်တစ်ပွင့်ဟာတဘာဝစိန်လို့ထင်ပါသလဲ။ဒီနှစ်ပွင့်မှာဘာတွေကွာခြားမှုရှိလဲ။ကျွန်တော် graduate diamond စိန်ပညာရှင်တယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဘာမှမကွာခြားပါဘူး What ဟုတ်ပါတယ်ဘာမှမကွာခြားပါဘူး But wait အဖြေမှန်ကတော့ဘယ်ဘက်ကအပွင့်ဟာတဘာဝစိန်ဖြစ်ပြီးတော့ညာဘက်ကအပွင့်ကကြတော့လူလုံးစိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့တာမန်မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တဘာဝစိန်နဲ့လူလုံးစိန်ရဲ့ကွဲပြားခြားနားချက်ကိုသိနိုင်မှာမဟုတ်ပါဘူးဒါဆိုရင်ခွဲမြတော့ဘူးလားကျွန်တော်ဆိုလိုတာတာမန်မျက်လုံးနဲ့ဆိုရင်ခွဲမြတာကိုပြောတာပါသို့တော့ကျွန်တော်တို့ကြောက်စစ်ခန်းလို့ခေါ်တဲ့ Gen Laboratory ခန်းတွေမှာအသုံးပြုတဲ့ advanced machine တွေနဲ့စစ်မယ်ဆိုရင်တော့အဖြေမှန်ကိုသိနိုင်ပါတယ်။ဒီစက်တွေဟာအရန်ကိုမှဈေးကြီးပါတယ်။ဒေါ်လာသိန်းချီတန်တဲ့စက်တွေတောင်မှရှိပါတယ်။တဘာဝစိန်နဲ့လူလုံးစိန်ခွဲခြားနည်းကိုလည်းနောက်ဗီဒီယိုတစ်ပုဒ်တက်တက်ထပ်လုပ်ပေးပါမယ်။ Pricing တဘာဝစိန်နဲ့လူလုံးစိန်တွေရဲ့ဈေးတွေဟာဘယ်လောက်တောင်မှကွာသလဲ။ဒီခေါင်းစဉ်ကိုမပြောခင်မိတ်ဆွေတို့ကိုသတင်းကောင်းပါစရာတစ်ခုရှိပါတယ်။ကျွန်တော်ကတော့ဝီလီယမ်ပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ GI ကနေမှ graduate gemologist ပွဲရထားတဲ့ကျောင်းမြတ်ပညာရှင်တယောက်ပဲဖြစ်ပါတယ်။ကျွန်တော်လက်ရှိဘန်ကောက်မှာနေပါတယ်။မိတ်ဆွေတို့အနေနဲ့ဘန်ကောက်ကပဲဖြစ်ဖြစ်တခြားနိုင်ငံကနေပဲဖြစ်ဖြစ်မြန်မာနိုင်ငံကနေပဲဖြစ်ဖြစ်မိတ်ဆွေတို့ရောင်းချင်တဲ့ကြောက်တွေဝယ်ချင်တဲ့ကြောက်တွေကိုအမြန်ဆုံးအယောင်းဝယ်ဖြစ်အောင်အကောင်းဆုံးဝန်ဆောင်မှုကျွန်တော်ကပေးနေပါတယ်။နောက်ပြီးတော့မိတ်ဆွေတို့ရဲ့ personal gem shopper အဖြစ်လဲဆောင်ရွက်ပေးလျက်ရှိပါတယ်။တခုခုများလိုအပ်ခဲ့မယ်ရှိတော့ကျွန်တော်ကိုသတိရပေးပါ။ကျွန်တော်ကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြထားပေးတယ်။ကျွန်တော်ရဲ့ email, website, Viber နဲ့ Facebook Messenger ကနေဆက်သွယ်လို့ရပါတယ်။ကျွန်တော်တို့ခုနကခေါင်းစဉ်ကိုပြန်သွားကြလိုက်ရအောင်။ကျွန်တော်အခုပြပေးနေတာကတော့ Blue Nile လို့ခေါ်တဲ့ website တစ်ခုဖြစ်ပါတယ်။ဒီ website မှာကတဘာဝစိန်တွေကိုလည်းရောင်းသလိုလူလုံးစိန်တွေကိုလည်းရောင်းပါတယ်။ကိုလိုချင်တဲ့ shade တွေ site တွေပေါ်မူတည်ပြီးတော့မှဈေးအမျိုးစုံနဲ့ကြောက်မျိုးစုံရောင်းပါတယ်။အခုကျွန်တော်ကတော့ 1 carat စိန်တွေရဲ့ဈေးတွေကိုရှင်းပြမှာပဲဖြစ်ပါတယ်။ကျွန်တော်အခုရွေးချယ်ထားတဲ့စိန်လေးကတော့တဘာဝစိန်ဖြစ်ပါတယ်။သူကတော့ GIA ကတ်နဲ့လာတာဖြစ်ပါတယ်။ကျွန်တော်တို့ကတ်လေးကိုကြည့်လိုက်ကြရအောင်။အခုကတ်အရဆိုလို့ရှိရင်သူက GIA ကတ်ဖြစ်ပါတယ်။ carat weight သူ့ရဲ့ weight ကတော့ 1.07 carat ရှိပါတယ်။ color ကတော့ F color နဲ့လာပါတယ်။ clarity ကတော့ VVS1 ပါ။သူက3 excellent ဒါပေမဲ့ fluorescent ကတော့ strong blue ဖြစ်ပါတယ်။အဲ့တော့ဒီကောင်ရဲ့ဈေးကိုကျွန်တော်တစ်ချက်ကြည့်လိုက်ကြမယ်နော်။သူ့ရဲ့ဈေးကတော့ဒေါ်လာ9360ပဲဖြစ်ပါတယ်။ဈေးကတော်တော်လေးကိုမှမြောက်ပါတယ်။ Wow
အဲ့တော့ကျွန်တော်တို့ lab grown စိန်ကိုတစ်ချက်သွားကြည့်လိုက်မယ်ဒီကောင်ကတော့ lab grown စိန်ဖြစ်ပါတယ်သူကတော့ IGI ကတ်နဲ့လာတာဖြစ်ပါတယ်ဒီ lab grown စိန်ရဲ့ weight လေးက 1.02 carat color ကတော့ခုနကောင်နဲ့အတူတူပဲ F color VVS လဲ1ဖြစ်ပါတယ်သူက3 excellent နန်းတော်မှာဖြစ်နေပါသေးတယ် fluorescent မှာနန်းပြလို့ရှိရင်ဒီကြောက်တွေကစိတ်တွေကဈေးပို့ပြီးတော့မှကြီးပါတယ်ဒီကောင်လေးရဲ့ဈေးကိုကျွန်တော်တစ်ချက်သွားကြည့်အောင်သူ့ရဲ့ဈေးက$1310ပဲရှိပါတယ်$1310ပဲရှိပါတယ်ဒီ website ရဲ့ဈေးအရကြည့်မယ်ဆိုလို့ရှိရင်တဘာဝစိန်ရဲ့ဈေးနဲ့လူလုံးစိန်ရဲ့ဈေးဟာ85ရာခိုင်နှုန်းတောင်မှကွာခြားမှုရှိပါတယ်ဒါကြောင့်မလို့လဲလူလုံးစိန်တွေဟာတစ်နှစ်ထက်တစ်နှစ်ကျွန်တော်တို့ဂျူရီလောကလေးကိုဝင်ရောက်နေရယူနေတာပဲဖြစ်ပါတယ်အဲ့တော့အခုလောက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တဘာဝစိန်နဲ့လူလုံးစိန်တွေရဲ့ကွဲပြားခြားနားချက်တွေကိုတည်တင်သလောက်သိရှိနားလည်နေပြီလို့ထင်ပါတယ်ကျွန်တော်နိုင်ငံမှာစိန်ဝစ်စင်တဲ့လူတွေပေါ်လာတဲ့အမျှမတမာလောဘသားတွေကြောင့်စိန်အထုဂျားညက်ပါလာတဲ့ပြဿနာတွေဟာမကြခဏဆိုသလိုမြင်တွေ့ရပါတယ်။အဲ့ဒီတော့စိန်တွေကိုအယောင်းအဝယ်ပြုလုပ်မယ်ဆိုလို့ရှိရင်ဂျန်လက်တွေမှာတွားရောက်စစ်ဆေးဖို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကမိတ်ဆွေတို့ကိုစိန်နဲ့ပတ်သက်တဲ့ဘ ഹു တုတတစုံတရာရစေချင်လို့ပဲဖြစ်ပါတယ်။နောက်လဲကြောင်မြင့်ရတနာနဲ့ပတ်သက်တဲ့ဘ ഹു တုတရစေမဲ့ဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမလို့မိတ်ဆွေတို့အတွက်အပန်းမကြီးတဲ့ like follow and subscribe လေးနဲ့အားပေးသွားကြပါအောင်လို့မြစ်တာရက်ခံပါတယ်ခင်ဗျာမိတ်ဆွေတို့ဒီဗီဒီယိုကနေဘ ഹു တုတသစုံတရားရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ကတော့ Jam Secret by William ပဲဖြစ်ပါတယ်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ See you guys